没有走嘛，没我走嘛的，到台湾去嘛。记得多，那个，没木了，把这小狗妈妈的大家都来带那对喏。都快话呗，拍哎呦几张，嘿，这个也到去了，到了没不呗？到钱了到，没到钱了到，哎呀干嘛干木？如果骗他，哎呀，没到了，没地路自家表一个。好不呀？嘿呦。ဖယားမကြိုက်ဘူးနတ်မကြိုက်ဘူးသူတော်ကောင်းမကြိုက်ဘူးမိဘမကြိုက်ဘူးအဖေနဲ့ဝေးတော့အဖေမကြိုက်တဲ့လို့ကိုကျွန်တော်မလို့အဖေတို့မေတို့မကြိုက်တဲ့လို့ကိုကျွန်တော်မလို့ကျွန်တော်ကြိုက်တာပဲကျွန်တော်လို့ဟောမင်းကြိုက်တဲ့လောက်ကမကောင်းဘူးလို့ပြောနေတာကောမကောကျွန်တော်နိုင်ငံတော်အတွက်အလုပ်လုပ်တယ်ဟာနားပေးမူးလဲနေတဲ့ကောင်ကနိုင်ငံတော်အတွက်ဘယ်လိုလုပ်လို့你之前ပြောတဲ့ပြည်သက်ရှိတဲ့ကောင်လေအိမ်သာတဲ့ဖိလာတဲ့ဟုတ်ပါလေကောင်လေအိမ်သာတဲ့ဖိလာတဲ့ဖေမလိုက်မစောတယ်ကောင်ပါပေါ့အဖေကိုယူတဲ့လေတော့ဘာဖြစ်လို့နားပေးမှာအိမ်တယ်ဆိုတော့အရင်သမားတယောက်ပဲရှိတယ်ဘယ်ကောင်မှမဟုတ်ဘူးရှင်းလားနားပေးမှာအိမ်ကအရင်သမားနဲ့အယူဝဲရှိတယ်အဖေယူလားဟာဟဲ့ကောင်မင်းညောင်အဖေသိခါကြလားအဲ့ဒါကုန်တက်တာဟေးဟာငါသားအသိဉာဏ်နဲ့ပွင့်လင်းနေပါလားဆောင်းရင်ဖုံးလို့ဖတ်လာတော့မသိလားငယ်ငယ်တုန်းကလိမ်မလို့ကြီးလာမှအရက်သမားဖြစ်တယ်အဲ့လိုကြီးလာမှအရက်သမားဖြစ်မယ်မသိမိုင်းပိုက်တဲ့သတ်ပြစ်တယ်မင်းမိုင်းရိုင်းလားအမေပိုင်တဲ့ကလေးကိုအပြေးအဖေတတ်လို့မရလွယ်လေးဘလို့မှတတ်လို့မရဟဲ့တတ်ချင်လွယ်လေးအမေဘလို့တတ်တော့သိပြီစောင်းရင်ကအမှုတော်ကြီးသွားတာလေဒီလိုလားဟုတ်တယ်ရတယ်ပိုက်တဲ့ကလေးကလည်းအပြေးအဖေကိုတတ်ချင်လွယ်လေးဟဲ့ကလေးကဘာမှမသိဘူးတတ်လို့လည်းမရလွယ်လေးတစ်ချက်တည်းဘလို့တတ်နေငါအမေစီအလဲမလာပဲမနေပါဘူးလာတဲ့တစ်ချက်တည်းအမလီပိုက်ထဲမှာတော့မသိလို့အပြင်ကျမှကြီးမှသိလို့ပိုက်ထဲမှာသိရုပ်သေးနေပြီဟဲ့ကျွန်တော်ရင်းတော့ဖေးကုန်တဲ့နော်ဟဲ့မတက်ဘူးအဝနာမှာပြည်လာတဲ့ဘေကုန်လည်းကျင်းဝဲတာအောင်တော့ဒီကမိုင်းရဲသုံးခဲ့တဲ့ကောတော့ကုန်မဲ့ဟင်အဲ့ဒါဂုံမဟုတ်ဘူးတိတ်ခါကြီးကြာတာတိတ်ခါတက်လာမင်းကကိုတိတ်ခါကြီးငါပါကွာဒုက္ခပါပဲကွာဒီကလေးဘယ်တော့မှလည်းပြောလို့မရဘူးမင်းကျွန်တော်ရက်ကိုကျွန်တော်တောက်ကျွန်တော်တော့မဟုတ်ဘာဖြစ်လို့တော့နိုင်ငံတော်အတွက်တော့ရနိုင်ငံတော်အတွက်ဟုတ်ဘယ်လိုနိုင်ငံတော်အတွက်ကျွန်တော်ဒီရက်ကိုတောက်ချရတဲ့နိုင်ငံတော်ဘတ်ဂျက်ဝင်ငွေတိုးပါအောင်ဆိုတော့ဗျာနိုင်ငံတော်ဘတ်ဂျက်တိုးအောင်မင်းကလက်ငင်းလားအကျွေးတောက်လားဖေးရှိငွေရှိဖေးရှိမဲ့ပြောတယ်မင်းလည်းကောင်းမျိုးရှိလို့နိုင်ငံတော်အကျွေးတွေတင်းနေတာကျွန်တော်တို့တောက်တဲ့သမားတွေရှိတော့အခုအရက်ချက်စက်ုံတွေပေါ်လာရှင်းရောဟဲ့အဲ့ဒါဆိုရင်ဖေးကျွန်တော်မတောက်တဲ့ခင်အဲ့ရက်ချက်ချက်ုံတွေဖြတ်ပြီးအမေကျွန်တော်မမှုတဲ့ရင်အဲ့နိုင်ရုံပဲရင်ပြက်နေမင်းကပြက်မကြည့်နဲ့အဲ့ပြန်လို့လဲအေးလေလုံးမဲ့သဘောရှိနေတယ်ဒုက္ခဟဲ့ရောဗုဒ္ဓဘာသာလူမျိုးမှန်သူရာမေရယမစ္ဆပဘာဒဌာနဝေရမဏိသိက္ခာပံတမာရိယာမိမင်းသိလားသိတယ်အဲ့နင်းသိလို့လားပညာထားတာမတော့ရဘူးတဲ့ဖေမရဲ့သူရာမေရယမစ္ဆပဘာဒဌာနဝေရမဏိသိက္ခာပံတမာရိယာမိအနီးအဲ့ကျွန်းတည့်ဘယ်သူပြတော့ရှင်းပြလို့လဲနွားကိုပလာသာကျွေးလို့ဖြစ်နေဟဲ့ကောင်ဖေ sorry ပါဖိဖိsorry လုံးနဲ့ငါတမနေပြီရှင်းရကျွန်တော်ရှင်းပြန်ကရှင်းသားကဲမလိုက်မလက်ချိုးမဘယ်လိုဆိုမင်းပါရီဘလောက်ပြီလို့လဲသူရာသူရဲ့အရက်ကိုတဲ့ဟုတ်ပြီမေရရအမေနာမှာတွားမတော့နဲ့အရက်ဆိုနိုင်ပါရခံမှာဒါပါဠိကိုအနဲ့ပြန်လာတာ yes sir ဟာသူရာမေရရမြစ်တို့ကန်းသားစိတ်တို့မှာတွားမတော့နဲ့မူဗီပြုတ်ကြရင်တည်ရတယ်ဟုတ်ပြီတော်ပါလေဗျာမြစ်ဆက်ပမာဏဌာနပမာမခန့်ရဲဌာနရှိမှတောင်းမတောင်းနဲ့54နဲ့ဆွဲစီခံရမှာရှင်းရောအမလေးပညာရှိကြီးရဲ့ရှင်းရောဟုတ်ပါပြီမြစ်ဆက်ပမာဏဌာနဝေရာနွေရီဝင်နေတော့အရက်ကိုတဲ့တိတ်ကပဲတိတ်ကအရှိကြီးတောက်သုံးသောသူဒီအဖေသာအောင်တော့ကျွန်တော်ဖြစ်တယ်တကယ်ပါဠိပါရကူပါပဲဗျာဒါလည်းမျိုးပြောတာကခွေးကိုဩဃပြဖြစ်ဟဲ့sorry ပါဖြစ်
လောက်အရက်ကိုချစ်နေဟာ ဖေးချီလို့ပြမယ် ချစ်သူရည်သားခိုင်းဒီအရက်တော့တစ္ဆာမရှိဘူးဒီလိုတော့လိုက်ခေါင်းတော့ဒဲဝေဝါဝါမွေဝါတော့ပြတ်လာတယ် ဟုတ်လား ကျွမ်းလုံးလေဖေးအလောက်လားဖေးတာဒါတော့လားဖေးကန်ကောင်းတယ်မ ဟေ့မင်းကောင်းကောင်းတာမဟုတ်ဘူးမင်းအိမ်မှာခင်းတစ်ချောင်းမခွဲဘူး အဲ့မင်းလို့ ရေတစ်စက်မကပ်ဘူး အဲ့နေလို့ပဲ ဟမ် ဒီဘာလို့သားသမီးတွေမွေးလာလို့ မင်းကငါငယ်ငယ်လေးကမွေးလာလူလုံးသူလုံးပြောင်းမွေးလာလားမင်းကကြည်လာပြီ အဖေလည်းမပြောနဲ့လေလူတစ်လုံးပြောင်းမွေးလာအမေကိုဝင်ပြီးဝဲတဲ့လေငါ့ကိုမွေးလို့မရဘူးလေ ဒုက္ခပဲဗျာ ဒီတောက်တယ်မတော်ရအောင် မင်းမကြောက်တဲ့မွေးမရအောင်ငါလည်းပါလေ ဒီအဲ့ကိစ္စငါပြောချင်တာတော့ ဘာပြောချင်လဲ ငါတို့တွေအသားထူတယ်နေပါလို့လာမယ် ငါမမင်းငါသားသမီးမမဲအောင်ဆိုပြီးတော့ဂုံးပုံကြီးတဲ့ထည့်ထားတာ ဖေးနေသွင်းငါတို့စစ်လာဆိုတာငါ DNA စစ်ကြည့်အောင်ပဲမရှင်းသားချင်လေဒီနေ့ကလည်းအသားကြီးကွာရဲ့လို့ငါ ငါသားလေးကိုငါပေါင်းဖို့တဲ့ထည့်မွေးတာ ငါဖေးနေဖြစ်ချင်မှလည်းဖြစ်မယ် ဖြစ်တယ် ကျတော့ဂျာကားတွေပဲဝင်သွားဘယ်လိုလဲ ငါခီးထွက်နေတော့မင်းမပြောတော့ဘူး နေတော့မရလို့ပြော ဟမ်မင်းတို့လောက်ကျတော့ရှားတာ ဟုတ်လား ဟုတ်တယ် ဒီသားပါရကမော်ရတော့ ဟော 所以别慢慢的了，所以。 ဟာ 你这个人中中了，别了，没人记得没了，不说话了。 ဟာဒုက္ခပဲဟဲ့ဟဲ့哎呀，弄好别过，难道是？ အေးတာအောက်တော့ဟာဒုက္ခပဲ 你不把楼下嘛，没嘞。 ဟုတ်ကဲ့ပါသားဟာ 不在了，哪怕人都别了。 အေးဖြစ်တယ်ဖြစ် 要赔没我钱了， အေးဖြစ်တယ်အခုဖြစ်တယ်မင်းအိမ်မဆင်းလိုက်တော့ 没人啊， ဆင်းလိုက်တော့ 没人了，没办法。 မင်းလိုသားသမီးမျိုးစားကောင်းမြင်လေမိသားစုအတွက်တန်ဖိုးမရှိဘူးတိုင်းပြည်အတွက်ဝေးအောင် အမလေးကြားကြလားရက်ကြလို့ရေမိဘလုံးတဲ့လူကသားလေးကိုနှင်ချတယ်တဲ့ ဟမ်နေကြတယ် အမလေးအဖေ ဟဲ့ ငါနင်းကိုမွေးရတာဝေးရဆက်တယ် ဟမ်မင်းကြောင့်မျက်နှာပြရတာ အမ အ လေး ရာတိုင်းမျက်နှာမပြရဘူး အဖေလေးတယောက်ရှိပါတယ်အလိုလိုက်တာအမိုက်ဆော်ကလာနင်း ဟာဟဲ့ဘာပြောမလဲကားလေ နင်းအော်နင်းချ အေး အမေကိုတတ်တာနင်း ဟဲ့ကောင်မင်းမေသူ့ယောဂနဲ့သူသေးတာ မဟုတ်ဘူး ဟာ အဖေနင်းတတ်တာ ငါပတ်စံနေအများကြီးအကောင်ကမင်းကူတာမရဘူး တော်တော်လေးမပြောတော့ငါထင်ရမောကချောင်းတာငါတည်း အဒီကောင်မင်းကိုအဲ့ဒီတော့ဗီဒီယိုသွားကြည့်ခိုင်းတယ်လေ အဲ့ဒီကဖီရောမကောင်းလေအပြားလေမနေနေတတ်တာလေ ဟော မပြောချင်ဘူးနော် ဟုတ်ချက်တော့ ဝင်းမင်း ဟဲ့မင်းပဲ တည်တယ်လေ sorry ပါဖေ ဟာ အဖေ ဟဲ့ အမေမီးနေမှာညီမလေးကိုမွေးပြီးမီးနေမှာအမေကပြောတယ်ရှင်ဝဲကျမနေမကောင်းပါဘူးဆိုရတော့အဖေနေစိုးနော် သူပဇာကြီးစိနေလို့တို့ပဇာဖျားပြီးစိတဲ့တိုက်တာ ဟုတ်ပါဘူးငါပေါ့ကလည်းချောင်းနေတာဝဲလေ ဒီစံခါလေးဗီဒီယိုရုံသုံးလေးဝင်ရသွားမကြည့်ဘူး အမေကပြောတယ်ရှင်ဝဲကျမနေမကောင်းပါဘူးအဖေနေစိုး စိတိုက်တာ ကျက်တော့ညောတိုက်ပြီးနေအမေကိုတတ်တာငါသိတယ် ဟဲ့ကောင်မင်းအဖို့ပြောနေတော့အိမ်မဆင်း ငါလှုပ်ရှင်တယ်ငါဖေမှုလို့နော် အခုဆင်းသွားလိုက်တော့မင်းငါအိမ်အရေးတောင်မင်းနဲ့တော့မင်းလိုသားမျိုးငါမရှိဘူးလို့သတ်မှတ်လိုက်မယ် အော်အိမ်မနေကြ နှင်းချတယ် ပြေးမပလို့ရင်းနေ ဟဲ့ကောင်မင်းမမွေးခင်အနှစ်40လောက်နေလာခဲ့ပြီ ဟုတ်လား ဟုတ်တယ် အဲ့နေရင်ချက်ငါနေဦးမယ် ဟေးနောက်မှမင်းဆင်းဟဲ့ကောင် ဟဲ့ ငါရှာပြီး မော်လေ အမငါရှာပြီးစောက်ထားလိုက်ရင်လေမင်းပတ်စံတရားမှမပါဘူးမင်းကမင်းနေဖေးစီကပတ်စံတောင်းပြီးအကျေတော့ဖို့ အဲ့နေကြတော့ ဟုတ်တယ် အဲ့မွေးပဲ ဟဲ့အမွေဆိုတာမိဘတေးမရ နေမယ်လို့နေ မနဲ့ပါညနေ အခုတည်း ဟာ အခုတည်း အမလေးတဲ့တိုင်းနေထားကမသားဟဲ့မဆိုင်ဘူးငါတင်မလာခဲ့ပါဆင်းတော့ နင်းတော့မရိုင်းတဲ့မိဘငါတကားလို့ ဟောမိဘမရ ဒီလိုကိုလေးကိုနေကြ နေကြမယ်လေမင်းကဘာလဲလူမိုက်ပဲ ရဲ့ယူရငါယူကြမရဖြစ်တယ် အမော အမေရှိဒီလိုဖြစ်ဘူး ဟမ် ဒီလိုပဲမျိုးနဲ့ငါနေရတာကတော်တော်အာကုသို့ မင်းတို့ကိုချစ်လို့ဖေရဒီတိုင်းနေတာနောက်မိမတော့မယူဘူးရွှေမုံရည်ငါ့ဟလာဆက်တယ်မယူဘူး အောင်မလေး
ရွှေဘုံရတီလေကိုမတဲ့ကိုတာပြောတာမှဝင်းကြီးရဲ့ ခလုံးချင်းမင်းပြီ အေးလေ ဆင်း ရှင်းအဲ့ဘယ်တော့တူလားဘယ်လိုင်းနေကြော်လိုက်တယ် ဟာလိုက်ပြီ မစင်းအဖေကိုကြော်ခရောင်းရ ကတော့ဆရာလည်းမလို့ ခရောင်းမင်းတားပြီးဆိုမင်းကိုခရောင်းလေမင်းဘာလဲ အဖေရလဲလို့လေအဖေရလဲလို့လေ ဆိုရင်ပဲခဏကရ ဟဲ့ကဟဲ့ရောဘယ်နဲ့ကြခဲ့ရလား ဒီအိမ်မှာခေါ်လာတာနေတယောက်ပဲရှိတယ် ဟင် ငါတားပစ္စည်းမခေါ်ဘူး ဟာ မရှိရင်လည်းငါရေတော့ပြီးတရားကော မင်းလာရေတော့လား နော် ဆက်ရွာတဲ့လှည့်ပြီးအကျွေးတော့တာ အဘာမြစ်တော့မှာပါ ကဲပြောရရပြန်သွား ငါကထိတ်တာမိုးလို့ ဟဲ့လက်ဆယ်ဗျာ ငါကမအောင်ပလင်းနေတာနင်းတော်လို့ပြောတယ် ဟာကွာ လက်စေပြထိတ်မှာမိုးလို့တောက်ကြည့်ပါမကတော့ပါ အဖေနော် ဒီမှာပဲ အေး ရှောင်းအိမ်ဝဆင်းလာဘယ်ဆင်းလာဘယ်တော့မှလည်းမျက်နှာမသိတော့ စတွေးတော့လည်းမတွေးတော့ ကြက်ပြီ အေး အောင်တော့ဆိုရလာတယ်အိမ်ဝဆင်းလာတယ်နေမလဲပြီးသေးတယ်တော့ငုံမှာပဲ ဟဲ့ကမင်းပဲ sorry ပါဖေ ဟာ ဟုတ်ရောဒီငါဖေဘလို့ကြည့်ရတော့ဒီလိုလူဆိုငါမီးရှို့ပြီးတပ်ပြတယ်ကွာငါတော့မသိရတော့ ကွာကွာ ကျောင်းတော့ငါပဲပါတော့လောလာပါ အောင်သားသွားနေတဲ့အချိန်သွားလိ ဒီရောအားဖေဘလို့ကြည့်ရတော့အသားရောမဲရတော့ကြည့်ကြည့်တော့မူလအရစ်ရှိနေဩသားနဲ့သမီးနှစ်ယောက်ရှိတယ်တယောက်မှလည်းအာမကိုအောင်ကိုလှုပ်စားထိုင်စားပြီးကိုစော်ကားသားဆိုတာမိသားစုအတွက်တိုင်းပြည်အတွက်အားတယ်အခုကအားမဟုတ်ရှားဘာမှအသုံးမချတဲ့ယောက်ျားမွေးလိုက်ဘယ်လို့မှသုံးမရဘူးသမီးဆိုတာမိသားစုအတွက်တိုင်းပြည်အတွက်ထီးတယ်သမီးကလည်းထီးတယ်မလို့နီးအရန်ဆိုးသွားနေဒီမောင်နှမတွေမင်းမငါ့ကိုဒီကလေးစိုးစိုးနဲ့ကောင်းနဲ့ထားခဲ့မင်းမရေမင်းသားနဲ့သမီးကိုလာကြည့်ပါဦးဖွေးဖွေးရဟာဟုတ်ပါဘူးနေလို့မကောင်းရင်လာချင်းအောက်စားပေါ်ပါစေ ငါမပေါ်နေလဲ အိုးဘက်တောင်မှာပဲချင်း ပေါင်းလုံးတော့မပြင်ရတယ် တမင်းနဲ့ထိုးကြည့်ကွယ်ဟုတ်ပါဘူးဟာတကယ်ကြီး ဒီက ဒီပါဟောဗျာလူတကောင်လုံးတွေ့တယ်တော့မှာ မီးကမျက်လုံးတို့တော့မမြင်ရဘူး ဒီမှာလည်းကြီးမျက်လုံးကပြူးပြီးတော့အဲ့ဒါ အဲ့က အဲ့ကောင်ငါဒီမာလို့ အဲ့လည်းမမြင်ကြအောင်ဆောင်းသွားတာကွာ အဲ့ကောင်ကြီး အဲ့ကောင်ကြီး ဟာဒီမှာပြောဟဲ့လူတွေကောင်းတော့မသားအဲ့မနက်ကသွားကြည့်နေတာပြ ဘယ်မှာတော့မသားရဲ့မင်းကတော့သိလား တီးဦးလေ ဩဒီနေရာအဲ့လိုကြောင်းလာရည်ရမလေးတိုင်း အဲ့က အဲ့က